မော်တင်ကိုခုလိုစကားတခွန်ပြောကစိန်ခေါ်လာတဲ့တတိမကြီးအေတင်ကိုမကြခင်မှာပွဲဖြစ်တော့မလားဆိုပြီးလူတွေစောင့်နေတာကမြန်မာနိုင်ငံထိပ်တန်းစင်နေတွေပြင်တတိမကြီးတွေဖြစ်တဲ့အေတင်ကိုနဲ့အန်မော်တင်တို့ပါပဲအခုဆိုအေတင်ကိုကတတိမကြီးအန်မော်တင်ကိုသူမအကြောင်းကိုစကားတွေမပြောဖို့ပြောလာတာပါဒါ့အပြင်အန်မော်တင်ရောက်ချတဲ့ရွှေ73ပဲရေကတကယ်73ပဲရေအပြည့်မပြည့်စိန်တွေကိုလည်းတကယ်အရေးသွင်းမိမမီစစ်ဆေးမယ်လို့ဆိုလာပါတယ်လူတွေကတော့ပွဲကြီးပွဲကောင်းကြည့်ရတော့မယ်ဆိုပြီးထင်ကြီးပေးနေကြတာပါအားလုံးသိကြတဲ့အတိုင်းအေတင်ကိုရောအယ်မော်တင်မှာအင်တာနက်ပေါ်မှာသူတို့ကိုထိရင်မခံပဲလိုင်းပေါ်မှာအမြင်မတော်တာတွေကိုပြောနေကြတဲ့ဆယ်နီအန်တီကြီးတွေဖြစ်ပါတယ်အေတင်ကိုတယောက်အယ်မော်တင်ကိုဒေါသထွက်နေရတာကတော့အင်ကန်ဆမဲဖောက်မယ်ဆိုပြီးမဖောက်တဲ့ပုံမှာစောင်းပါရိတ်ချီပြောနေလို့အေတင်ကိုက post တင်ကပြောခဲ့တာပါအေတင်ကိုကသူမကိုလာမပြောနဲ့မခံကြောင်းဒဲစိန်ခေါ်ထားခဲ့တာဖြစ်ပါတယ်လိုင်းပေါ်မှာတော့အေတင်ကိုအန်မော်တင်တတတာသမီးဆိုတို့ဟာဒိတ်ဒိတ်ကျဲဖိုက်တာတွေဖြစ်နာမည်ကြီးနေတာလည်းဖြစ်ပါတယ်။ကြည့်ရှုနေကြတဲ့သူတွေအနေနဲ့အေတင်ကိုနဲ့အန်မော်တင်ဘသူဘက်ကလဲဆိုတာပြောပြသွားကြပါအောင်ရှင်။